vì tón này nó giá giàu gì mẹ to o no to khổ no ai này tón này suy nó chê ngô mi đã tí cha bà đấy มื่อไรงานและเชยแม่ทำแม่ตุกากาลาบ่เนาะဘယ်တော့ငါလဲအချိန်တော့နိုင်ငါလဲဘယ်တော့ငါလဲဘယ်ချိန်ခါလဲမေးချင်တာအဲ့တော့နိုင်ငါတိကြရမယ်တော့နိုင်ဆိုတော့မေးတယ်ဆိုရင်ตอนเที่ยงသို့မဟုတ်ตอนเช้าတိကြတယ်เนาะဒီနေ့မနေ့วันนี้နေ့ကဆိုရင်လည်းနေ့ကပေါ့เนาะတော့နိုင်ဒါပေမဲ့ဒီနေ့ဆိုရင်ပို့ပြီးတော့တုံးပါတယ်တော့နိုင်ကနီးစပ်တဲ့အရာကိုတုံးတာပါเมื่อไหรကနည်းနည်းဝေးပါတယ်เนาะဝေးกว่าတယ်ကာလအဖြစ်ဝေးกว่าတယ်เนาะเมื่อ3 ปีที่แล้วฉันอยู่ย่างกุ้งฉันอยู่ที่ย่างกุ้งฉันอยู่กรุงเทพတချို့ကတော့อยู่ที่กรุงเทพလို့လည်းသုံးကြတယ်เนาะที่ကတော့မထည့်လဲရပါတယ်ဥပမာเนาะချမ်းပိုင်တလားပြီးသွားပြီပေါ့เนาะတချို့ကပိုင်ထိတလားဆိုအဲ့လိုကြီးသုံးစရာတော့မလိုဘူးเนาะအဲ့တော့ဒါကเมื่อไรကနည်းနည်းလေးဝေးกว่าတယ်တော့နိုင်ကတော့နီးစပ်တဲ့ဟာကိုသုံးတာပါအဲ့တော့คุณมาตอนไหนวะอ่าดูไปต้องอะไรแรกวะอ่าเขามาตอนเที่ยงดูตอนเที่ยงนี่แหละก็ลาดาอะไรส่วนยาวบีด้วยบีเขาจะมาตอนไหนจะเท่าไหร่มาส่วนดูไปတော့လာမလဲဆိုရင်เขาจะมาพรุ่งนี้ดูมันได้เพียงလာမယ်เนาะအဲ့တော့ตอนงานနည်းနည်းလေးနီးစပ်တယ်เมื่ออะไรงานနည်းနည်းလေးဝေးกว่าတယ်တူတော့တူတယ်เนาะโอเคဒီနေ့သင်ခန်းစာတွားပါမယ် WA question မိကုံးပုံစံ10မျိုးကောလုံးအိတ်ငိုက်ကုန်ပြီလားမတိတာအိတ်ငိုက်နေပြီလားမငါဘူးစင်ဆရာလည်းထွက်လိုက်ဝင်လိုက်တိတ်အဆင်မပြေဘူးထားအိတ်ငိုက်နေပြီလားထားတို့ Hai bao xìa, โอเคတင်းဝင်းရွှေတို့ ngay xìa, ná thôi này này, ဟုတ်ပြီ hai xìa tụi mình đã thôi rồi đây, သင်ခန်းစာဒီနေ့မှစမယ်နော်ခုမှစမယ်နော်ပြောတာโอเค thôi xìa, question မနှမျိုးရှိလဲတစ်ချက်ကြည့်မယ် WA question ไหนอันไหนกี่လွယ်လေးတွေခုနကဟာတွေကိုပဲအကျယ်ချဲသွားတာနဲ့တူတယ်နော်ဟုတ်ပြီနော်ခုနဟာတွေကိုပဲအကျယ်ချဲသွားတာနော်ဟုတ်ပြီရတယ်အခုဆရာပြောလိုက်တဲ့ဒီဟာတွေကိုအကျယ်ချဲသွားမယ်နော်ခုနကဆရာပြောတာကတော့လုံးလေးပဲစာဖတ်သွားပြတာပေါ့နော်အခုဟာကတော့အကျယ်ချက်မယ် WA question တွေဘယ်လိုလုပ်ရလဲဆိုတာနော်โอเคအဲ့ဒါကိုသွားမယ်พอเพื่อไม่ဆိုတော့เพื่อနဲ့စမ်းရနဲ့တူပါတယ်နော်အဲ့တော့ဒီမှာရေးပြီးသားရှိတယ်เพื่ออะไรဘာအတွက်လဲစမ်းရอะไรဘာအတွက်လဲအတွက်လဲအဲ့တော့ဘာအတွက်လဲဆိုတော့သူ့ကိုပေးဖို့အတွက်เพื่อไปให้เขาသူ့ကိုတွားပေးဖို့အတွက်มาဆိုရင်ခြံစည်းမှာပါလဲတခုဝယ်လာတာပေါ့ခေါင်းဖတ်ပေါ့နော်ခေါင်းဖတ်လက်ဆောင်ပစ္စည်းဝယ်လာတယ်ခြံစည်းမှာခေါင်းဖတ်အဲ့တော့ပေးဖို့အတွက်ဆိုတော့เพื่อတော့မဟုတ်စမ်းရไปให้เขาသူ့ကိုတွားပေးဖို့အတွက်ပိုင်ဖြုတ်လိုက်လည်းရတယ်နော်เพื่อให้เขาเพื่อတော့မဟုတ်စမ်းရแล้วดูมาก็ของซื้อหมาของฝากของขวัญนี้เพื่ออะไรนี่ဒီလက်ဆောင်ပစ္စည်းကိုဘာဖြစ်လို့ဝယ်လာတာလဲဘာအတွက်ဝယ်လာတာလဲဟုတ်ပြီနော်အဲ့တော့လက်ဆောင်ပေးဖို့ဝယ်လာတာဒူရင်ဒီဘာလို့ဖို့ဝယ်လာတာလဲအဲ့လိုမျိုးနော်คนซื้อหมาทุเรียนเพื่ออะไรဘာလို့ဖို့လဲสำหรับกินစားဖို့ဟုတ်တယ်နော်ဒူရင်ဒီဝယ်လာပြီးတော့လွတ်ပြစ်မှာလားမတိတာလွတ်ပြစ်မှာလားဆောင်း
မလွတ်ပြစ်ဘူးစားဖို့ဝင်လာတာပေါ့နော်သူများပေးဘူးလား ပေးလို့ရတယ် သူများပေးဘူးလား ဒီ ပေးဘူးနော်ဒီနေ့ဈေးကြီးတယ်နော် ဒီတယ်စားလို့လည်းကောင်းတယ် အာဆရာဆိုရင်ဒီအနတ်မခံနိုင်လို့အရင်တော့လုံးဝမစားဘူးဒါပေမဲ့အခုဆိုရင်ဒုတိနတ်ဆိုရင်မှုေးတယ်ပေါ့နော်ရေခဲเจ้าဆိုရင်တော့ဒီနေ့ရေခဲเจ้าဝယ်စားတာဒီနေ့အတိကြတော့မွယ်စားနိုင်လို့ဈေးကြီးတယ်ဆိုပြီးဒီနေ့ရေခဲเจ้าကြတော့ဝယ်စားတယ်ပေါ့နော်အခုဆရာမဒီနေ့စားပြီးတော့အခုဒီကန်လို့တဲ့ ယွန်းဒီစားပြီးရေများများတောက်ရတယ်เนาะပြီးလို့ရှိရင်လည်းခေါင်းတွေပါရလျှော်မှโอเคဘာလုပ်နေလဲဆိုရင်အခုตอนนี้นักเรียนทุกคนทำอะไรอยู่ครับ ทำอร่อย นักเรียนทุกคนคือเจ้าหน้าที่ของโรงพยาบาลเรานี่แหละ นั่งฟังครูเรียน กำลังฝังเขาแต่น้าเท่านี่แหละเนาะตัวโมกำลังเรียนศาสตร์นี่แหละบอกเนาะแล้วมีคนเนี่ยตัวละบอกเนาะဒီမှာတော့ทำอะไรอยู่ภาษาကျင်လဲလို့မင်းမတ္တိတာမင်းမဲ့မတ္တိတာอยากกินอะไรครับ ပြောတတ်စရာ อยากกินอะไรมากที่สุดครับ มากที่สุดน้องโมอยากกินอะไรมากที่สุดครับ อยากกินขนมจีนค่ะขนมจีนพม่า ขนมจีนพม่าเนาะขนมจีนဒါကတော့ဒီဆရာကထိကခွဲရေးရမှာမလို့မိုက်အဲ့လေးอ่ะเนาะခွဲရေးလိုက်တာမากที่สุดဆိုစရဥတော့တဲ့มากที่สุดเนาะအဲ့တော့อยากกินอะไรมากที่สุดครับน้องหมูว่าတော့ขนมจีนစားခြင်းတဲ့ขนม โร จีน ตีโรตีซาชิเดะ มองตีขนมจีน sorry เนาะขนมจอจัน sorry มาเนี่ยเรียกว่าตีสระอีนอนหนูขนมจีนมันก็จีนสระกาเตยกเนาะเตยกมงหมา ขนมจีน ทำไมอารมณ์โหวะเนาะมหิงกาผิดตัวละบอกโอเคနောက်တစ်ခုกินกับข้าวอะไรกินกับစားတာပေါ့เนาะกับข้าวဆိုတာထမင်းနဲ့ဒါမှမဟုတ်กับข้าวဆိုတာဟင်းကိုပြောတာกินกับข้าวอะไรกินกับข้าวอะไรဘာဟင်းစားလဲဘာဟင်းစားလဲဒါတော့ပြောရမယ်ဆိုရင်တော့တိုင်းသားတွေတုံးတဲ့အတုံးမှာเนาะဘာဟင်းစားလဲဆိုလေဆရာတို့ဗမာတွေကြတော့ဘာဟင်းနဲ့စားလဲဟင်းနဲ့စားလဲဆိုပြီးတော့နဲ့ဆိုတာလေးပါတယ်ပေါ့เนาะဟုတ်ပြီเนาะတိုင်းသားတွေကတော့ဘာဟင်းစားလဲဘာရလဲအဲ့လိုမျိုးမေးတာဆရာတို့ကြတော့ဘာဝယ်လာလဲဈေးသွားတာဘာဝယ်လာလဲအဲ့လိုမေးတာဒါမဲ့တိုင်းသားတွေကြတော့ဟေးနင်ဘာရလဲအဲ့လိုမေးတာပေါ့เนาะအဲ့ကြောင့် แล้ว ลองดู นั่นเลยบาดเช็ดเลยตูเช็ดอะตูซ่าอ่ะบาดเช็ดเลย ဘာဟင်းချစ်လဲအဲ့လိုမေးတာပေါ့เนาะ ตูเช็ดได้ทำตูซ่า ทำกับข้าวอะไรဘာဟင်းချစ်လဲเนาะกินกับข้าวอะไรဆိုတော့ဘာဟင်းစားလဲเนาะဆိုတော့ဘာဟင်းချစ်လဲဆိုရင်တော့ทำกับข้าวอะไรเนาะ ท ဘာဟင်းချစ်လဲဆိုတော့ทำกับข้าวอะไรဒါပေမဲ့กินกับข้าวอะไรကြတော့ဘာဟင်းနဲ့စားလဲဆိုပြီးတော့မြန်မာဆရာတို့ဗမာတွေကြတော့နဲ့ဆိုတဲ့တလုံးပိုးလာတယ်เนาะဘာဟင်းနဲ့စားလဲကြတော့လေกินกับข้าวอะไรဘာဟင်းချစ်လဲဆိုတော့ทำกับข้าวอะไรတကယ်ဆိုရင်ဒီမှာကြတော့ဘာဟင်းနဲ့ချစ်လဲလို့မပြောဘူးဘာဟင်းချစ်လဲဖြစ်သွားတယ်အဲ့တော့ဘာသာစကားတွေရဲ့နည်းနည်းလေးကွာခြားချက်တွေပေါ့နော်အဲ့တော့တိုင်းသားတွေကမှန်နေပါတယ်နော်တုံးတာဘာဟင်းစားလဲနော်မှာကြတော့ဘာဟင်းနဲ့စားလဲမြန်မာစကားနည်းနည်းမှားနေတာဘယ်လိုမျိုးဗမာစကားနည်းနည်းမှားနေတာဘယ်လိုထွင်ထားလိုက်တာမသိဘူးပေါ့နော်โอเคအဲ့ဒါကြောင့်မှားနေတာဆိုတာကသူများဘာသာစကားနဲ့တွားပြီးဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်မရတာပေါ့နော်အဲ့လိုမျိုး grammar မှားနေတာဒီမှာလေทำกับข้าวอะไรဘာဟင်းချစ်လဲအဲ့တော့กินกับข้าวอะไรဘာဟင်းစားလဲမှန်နေပြီလေနော်ဒါပေမဲ့ဗမာတွေကြတော့ဘာဟင်းနဲ့စားလဲလို့ပြောတာနော်နဲ့က ำนี่ซา
တမျိုးပဲဖြစ်သွားတယ်ပေါ့ဆရာဟင်းနဲ့ဆိုတာသမင်းနဲ့စားတယ်လို့ဖြစ်သွားတယ် ဘာဟင်းနဲ့စားလဲဆိုတော့အဲ့လိုမျိုးဘာဟင်းနဲ့စားလဲဆိုတာသမင်းနဲ့စားတာကိုပြောချင်တာအဲ့တော့ဒီမှာဘာဟင်းစားလဲဆိုတော့ तू ကသမင်းမပါဘူးဘာဟင်းစားလဲဟင်းကြီးပဲစားနေတဲ့ပုံစံဖြစ်သွားတာနော်အဲ့လိုမျိုးဟုတ်ပါတယ်နောက်မို့ပြောတာလို့နော်နောက်မို့ဖုထုခါနော်ဖုထုဆရာတော်မှမစင်စားမိဘူးနော်အဲ့လိုဖြစ်သွားတာအဲ့ဒါကြောင့်မလို့နဲ့ကထည့်ရတယ်ပေါ့နော်ဟင်းစားရင်တော့သမင်းပါရတယ်နော်အဲ့တော့တချို့ကဟင်းကြီးတဲ့စားရင်လည်းစားမှာပေါ့လေနော်โอเค WA question ထဲမှာ what ဆိုတာလေးပြီးသွားပါပြီ what လားဟုတ်လားဟုတ်တယ်နောက်တစ်ခုလာမယ်ဘာကြောင့်လဲဆိုတော့ဟာလေ why เพราะอะไรတို့မို့ทำอะไรsorry ทำไมเพราะอะไรถึงถ้าอะไรဘာကြီးလည်းမသိဘူးတတ်ထားတာเพราะอะไรဘာအတွက်ကြောင့်လဲတဲ့จึงมาทำงานสาย တွေ့တယ်နော်စောအားရောဆိုင် D5 ပါ Ryzen တို့ อ๋อ ဆိုင် အဲ့ဒါဆရာမပြောတယ်လေကျင်လဲရတယ်ถึงလဲရတယ်ဆိုဆရာမရေးထားလေဆရာ ထင်ဟုတ်တယ်အဲ့လိုရေးထားတာဖြစ်မှာပါ ရ เพราะอะไรဘာအတွက်ကြောင့်ဟုတ်တယ်ထင်มาทำงานဆိုင်ဟုတ်ပါတယ်ထင်လဲထည့်လို့ရပါတယ်ဒါပေမဲ့ရှေ့မှာအကြောင်းပြချက်ပါလို့ရှိရင်နောက်ကကျင်ကိုပဲသုံးတာများတယ်ကျင်အကြောင်းပြချက်မပါရင်တော့ကျင်ပေါ့နော်ဟုတ်ပြီဒါပေမဲ့တူပဲနော်ဥပမာတစ်ခုရှိတယ်လေဘာအတွက်ကြောင့်ထင်มาสมัครงานထင်อยากมาสมัครงานที่นี้อยากมาสมัครงานที่นี้ဘာကြောင့်ဒီမှာအလုပ်လာလျှောက်ချင်ရတာလဲအဲ့တော့ထင်ကိုသုံးလို့ရတယ်နော်အဲ့တော့โอเคနှစ်ခုလုံးသုံးလို့ရပါတယ်ထားလိုက်ပဲကျင်းကတော့အမှပြောရမယ်ကျင်းကဘာနဲ့တွားတူတာလဲဆိုတော့လေतू စကစစ်တော့စကစစ်ပါပဲเนาะကိုကျန်းရှင်းပါပဲအရှိကဟာကိုလေတွားပြီးတော့ပြန်ပြီးတော့လေ reverse လုပ်တာเนาะပြန်ညွှန်းချင်တဲ့ပုံစံအဲ့လိုပုံစံလေးတွားတာပါ ပြန်ညွှန်းရဆို အရှိမတခုခုအကြောင်းပြချက်တခုခုမပါဘဲနဲ့ကျင်းကိုရှေ့ဆုံးကမတော်ဘူးရှေ့မှာအကြောင်းပြချက်တခုခုရှိရမယ်ရှိပြီးတော့မှကျင်းလေးနဲ့ပြန်ဆက်တာเนาะ ဒါပေမဲ့အဲ့ဒီကျင်ကသူများသိမ့်မသုံးနော်ဆရာသူများถึงပဲသုံးတယ် မှန်ကကျင်းကကြတော့စာရေးတာမှာတုံးတာစာရေးတာမှာတုံးတာ စကားပြောလေဆို အရေးသားမှာတုံးတာထင်က ไม่ ကြ ถึง တော့ထင်ကကြ ไม่ တော့ ถึง စကားပြောမှာတုံးတာဟုတ်တယ်ကျင်းကစာရေးတာမှာတုံးတယ်เนาะ จริงมาทำงานสายจึงมาทำงานสายตีไฟแต่มาတွေ့တယ်နော်စောအားရောสายสายเนี่ยအများကြီးရှိတော့မှားကြောက်လို့ပါစောအားสายနှစ်ခုလုံးကตีไฟแต่มาနော်တွေ့တယ်နော်နောက်ကအပေါ်ကสายငါလည်းตีไฟပဲဒါမဲ့ရော်ရအသက်ရှင်နဲ့ပေါင်းတာပါဆရာပြောပါမယ်အသက်ရှင်151မှာ151ဆိုတော့ဒါကတန်တူပါဒါပေမဲ့ तू ကတန်ရှိတရရဲ့ပုံတင်နည်းတွေမှာထည့်သုံးတယ် I အောင်ကစရကိအပူတရမို့လို့ तू ကတန်တူတော့တန်တူအစစ်မဟုတ်ဘူးအပူတရမို့လို့အမှာsorry ဘောကိုင်မရေးလိုက်မယ်အောက်ကအားလေးမပါဘူးเนาะကောအိုင်ကိုင်ရေးလို့မရဘူးเนาะနမူနာရေးပြတာเนาะဟိုက ကောအိုင်ကိုင်ကိုရေးရအမြဲတမ်းစရာအိုင်မိုင်းမလိုက်နဲ့ပဲတုံးတယ်เนาะโอเคပြောင်းပေးရမယ်မိုင်းမလိုက်မယ်မိုင်းမဝငါကြတော့စောအိုင်ဆိုင်တီဖိုင်မောအိုင်မိုင်းဟုတ်ပြီ151เนาะတန်ရှိတရနဲ့ပေါင်းတာပါဒီပုံတင်នេះရနောက်တစ်ခုကအသက်ရှင်နဲ့ပေါင်းတဲ့ပုံတင်นี้လက်ရှင်နဲ့ပေါင်းတဲ့ပုံတင်นี้ရော်ရပါအသက်ရှင်မှာကောအာယောไก่ကောအာယောไก่sorry ဒါတီဝမ်းမယ်ကောအာယောไก่ဒီဟာကြမှာဒီဖိုက်တယ်လာမှာ
စောเสือพออายอสายဒါကတော့ထားလိုက်မယ်နော်ဒီတိုင်းလေးပဲရေးလိုက်တော့မောအာယောမိုင်ဒီနှစ်ခုက T1 တာไก่မိုင်ဒါကြတော့ T5 ဖြစ်သွားရင်สายအဲ့တော့သူလဲสายမဲ့သူလဲสายမဲ့နှစ်ခုလုံး T5 တာနေကြီးပဲမတူတာကစရာ I နဲ့ရောရနဲ့ပဲကွဲသွားမယ်အသက်ရှင်ပုံတင်နီဒါကB နဲ့ 1U နဲ့ပေါင်းတဲ့ပုံတင်နီsorry 1U တန်ရှင်နဲ့ပေါင်းတဲ့ပုံတင်နီနော်အဲ့ဒါလေးကွာသွားမယ်နော်တန်တူတယ်ကျန်တာတော့မပြောတော့ဘူးဆိုအိုင်ဆိုင်မိုက်အစ်ဆိုင်နေလာအောင်မှာနော်ထော်ရောအာယောဆိုင်ဆိုတာလာအောင်မှာအဲ့တော့ထော်ရောအာယောဆိုင်ဆိုရင်လည်းဘီတွေအတူဖောနဲ့ရောနဲ့ပေါင်းလို့တာစောဆိုတန်ဖြစ်သွားတာသူကဘီတွေအတူအဲ့တော့ထော်ရောအာယောဆိုင်သူလည်း T1 ပဲတွေ့လားမိုင်နဲ့တူတယ်ဒါကြောင့်လဲဆိုတော့ထော်ရောကဘီတွေကထော်ရောက group 3မို့လို့1နဲ့မှာပါတယ်နော်အဲ့တော့ဆိုင်เนี่ยအများကြီးရှိတယ်နော်ဒီဆိုင်ကတဲပါဘောကစောအိုင်းဆိုင်ကကြည်လင်တာပါစောအာရောဆိုင်ကနောက်ကြတာနော်โอเคတွားမယ်ပြန်တွားမယ်เพราะอะไรจึงมาทำงานสายဘာကြောင့်အလုံးနောက်ကြတာလဲအဲ့ဒါကိုသူကောက်နဲ့ทำไมจึงมาသူကောက်နဲ့မဟုတ်ဘောနော်sorry เพราะอะไรเนี่ยနေရာမှာทำไมကိုစားထုတ်တယ်ทำไมจึงมาทำงานสายပြောလို့ရတယ်เพราะตื่นสายအရာထားနောက်ကြလို့နော်ไม่คืนนอนดึกညကပါလဲဇီးခွဲဖြစ်သွားတယ်နော်အဲ့တော့အရာထားနောက်ကြပြီပေါ့ตื่นสายအဲ့ဒါကြောင့်မလို့လုံနောက်ကြတယ်နောက်ခုကားပိတ်လို့အရာထားနောက်ကြလို့တူပဲဒီမှာတော့เพราะรถติดတွေ့တာနော်တောဤဒေါ်ติดတီတူပါတောတောင်รู้ว่าနောက်ကဒေါ်တဲ့အတ္တတိပါစရဣကတန်တူလာတန်ရှည်လာကရု1 2ဆိုရင်တီတူတန်ထွက်ပါတစ်ရေးတတ်ချင်တယ်ဆိုရင်ဒါလေးတခြားလေးလာမယ်တောဤဒေါ်တစ်နော်နောက်မို့ရေးတတ်ချင်တယ်ဆိုရင်ဒါလေးတခြားလေးလာမယ်နော်ဒါကတော့ခေါ်ခွိုင်းကြတော့ဘာတန်ထွက်မှာလဲသိပြီလား ขีดเหรอ မခစ်မဟုတ်ပါဘူးအတန်မြင့်မယ်အတန်မြင့်မလားမြင့်မှရမှာပါခေါ်ခွိုင်း group 3ပါ group 3ကိုတန်တူနဲ့ပေါင်းရင်တတ်တယ်နော်တန်တူနဲ့ပေါင်းရင် T4 တန်ရှည်ဆိုရင် T3 အတန်မြင့်မှရမယ်ခေါ်ဤတော့ခစ်ဒါကြတော့တော့ဤတော့တစ်လူတော့တန်ကွာသွားမယ်နော်ခစ်နဲ့နော်โอเคနောက်တစ်ခုခေါ်တော့เพราะအမြင့်တာနော်ဆရာတို့ဟိုမှာတင်ခဲ့ပြီနော် group 3ကိုတန်တူနဲ့ပေါင်းရင်အမြင့်မှာ height တုံเพราะตื่นสายဒါကတော့ไม่เอ็ดပါတယ်တွေ့လားလူတုံးမှာตื่นสายโอเคเพราะဒီรถမှာလည်းမှားလို့မရဘူးท้อถุงกรูတူဆိုပေမဲ့กรูတူကိုမကြည့်တော့ဘူးท้อถุงဒီ dotted တတ်ထဲမှာပါတယ်အတတ်တွေကိုกรู3รอเรือဆိုတော့กรู3ဆိုတော့နောက်မှာတရကိုစဉ်းစားရမယ်တရကမြုပ်ထားရင်စရအိုဆိုတာတန်တူဆိုရင် height တုံးအမြင့်မှာ rod ဆိုရင်မမှန်ဘူး rod ဆိုရင်လူတုံးဖြစ်သွားတယ်အတန်မြင့်မယ် rod ဟုတ်ပြီနော်အဲ့တော့အတန်လေးတခါလေးကြာသတိမထားမိဘူးမှားတယ်ပေါ့နော်ဆရာတို့လည်းမှားတာပဲเพราะรถติดเพราะตื่นสายဟုတ်ပြီโอเคအဲ့တော့ကားပိတ်လို့အရာထားနောက်ကျလို့ပါဟုတ်ပြီနော်နောက်တစ်ခုเพราะรถติด
รถมาเนี่ยแม้ติดมาเปลี่ยนจ่าเลยรถติดจึงทำให้ม้าสาย ทำให้ม้าสาย ဒီထားပါဒီဆိုင်ငါမြဲတမ်းပဲဟိုဟာစရအဆိုတန်တူတန်ပဲထွက်ကြတာများတယ်ဆရာကိုယ်တိုင်လည်းမှားသွားတယ်ပေါ့နော်သတိထားပြီးပြောပြပါနော်တန်ရှင်းနဲ့ပြောပြပါနော်ဆိုင်โอเคเพราะကလည်းအမြင်ပဲနော်เพราะรถติด รถติด รถติด ติด จึงทำให้ม้าสา ม้าย สาย เนาะ จึงทำให้ม้าสาย เนาะเราแทนว่าแม่ใครไปดูไปว่าပြောတာပါเนาะ WHO who ဖြစ်မှာပါเนาะအဲ့လိုပဲ great question ဆိုတော့လေဟုတ်ပြီโอเคဈေးသွားမယ်ဘယ်သူလိုက်မလဲจะไปตลาด ตลาด ใครจะไปด้วย great ตลาดဒီမှာလဲတန်းရှင်းနဲ့ပြောရတာပေါ့เนาะဆရာတို့မြန်မာပြည်ကရောက်စားတော့တန်တူလဲတုံးကြတာလေတလတ်ဆိုပြီးဆရာကိုယ်တိုင်လည်းတုံးခဲ့တယ်ပေါ့เนาะမနေဘူးပြန်ပြင်ရတယ်ပေါ့เนาะတန်းရှင်းဆိုတော့ตลาดใครจะไปด้วย จะไปด้ ဒီ วย သွားမယ်ဘယ်သူလိုက်မလဲမိကွန်းမှာใครจะไปรู้รออูรู้ไม้โถรู้အမြင့်တာเนาะรอเรือကိုไม้โถတင်ไม้တရင်ဘလူးတိမှာလဲဘလူးတိမလဲဘလူးကတိမလဲใครจะไปรู้เนาะเขาเป็นคนรวยดูချမ်းသာတယ်ဆိုတာဘလူးကသွားတိမလဲเนาะတိရဘူးเนาะနောက်တစ်ခုในบริษัทนี้မြင့်တာပေါ့เนาะใครทำงานเก่งสุด ใครทำงานเก่งสุด ဟုတ်ပြီဥပမာใน class นี้ class ဆိုတော့အတန်းမှာအတန်းထဲမှာဘလူးအလှဆုံးလဲ คอยทำเหนื่อย ခေါ်လို့အားစော class เนาะအမှန်တကယ်စောစီတာကတော့ဘယ်လိုပြောမလဲဆိုတော့တဲ့အတန်းနဲ့ဒီပဲเนาะမတရာဒေါစကောထဲမှာပါတယ်လောအားဒေါလတ်နဲ့မသွားတော့ဘူးခလတ်မသွားတော့ဘူးအင်္ဂလိပ်လိုဆိုရင်ပြလားမွေးစားလိုက်တာပေါ့ CLA SS ပြလားအဲ့ဒီ S အတန်ပါခြင်းလို့ S တန်ပါခြင်းလို့စောစီတာနဲ့လတ်တာပါ class เนาะโอเคใน class นี้ใครสวยที่สุด คุณครูสวยที่สุดค่ะ ครูว่ามันซื้อหรือครูว่าหล่อ สวยก็ได้ รู้ว่าอะไรตรงไหนท่าหลาน้องมูหลาเต้นหลาสุดไหลหลามีอะไรบอกเนาะที่ใช่ไหมปอปีอะไรโอเคในคลาสนี้ใครเก่งที่สุดครับ ครูค่ะ ครูมาเบาหรือครูมาเบาเจ้าหน้าที่ไม่ได้หรือน้องมูเก่งที่สุดล่ะ ไม่อ่ะไม่เลยค่ะ น้องโมไม่ได้เรื่องค่ะ โอเค ยังพยายามอยู่ โอเคနောက်တစ်ခုအလုပ်သွားတယ်ဆိုတော့ပိုင်ทำงาน sorry ပါဟုတ်တယ်ไปไหนเนาะ sorry ခုမှပြန်သွားမှာနိုင်ဆိုတော့နိုင်ဆိုတာကတော့ဒီဟာကဘာမှမပါဘူးနိုင်ရှိမှာเมื่ออะไรsorry နိုင်ရှိမှာခုနတောနိုင်နဲ့အဲ့လိုမျိုးမေးလို့ရဒါမဲ့ဒီမှာကတောနိုင်ဟာထည့်ထားပေးဘူးเนาะတောနိုင်ကเมื่ออะไรနဲ့နည်းနည်းဆင်တာဒါကြောင့်ဒါကနိုင်ရိုးပဲနိုင်လိုက်မယ်คนไหนအဲ့လိုမျိုးไปไหนคนไหนအဲ့လိုမျိုးပေါ့เนาะအဲ့တော့ဘယ်သွားလဲไปไหนဘယ်သွားမလဲဆိုရင်จะไปไหนจะထည့်လိုက်ရင်ဘယ်သွားမလို့လဲဖြစ်သွားတယ်เนาะဘယ်သွားမလဲဆိုတာတဲ့ဘယ်သွားမလို့လဲလို့မြန်မာတွေကြတော့ဘယ်သွားမလို့လဲလို့မေးတာပါတိုင်းရင်းသားတွေကြတော့ဘယ်သွားမလဲတိုင်းရင်းသားတွေတုံးတာเนาะအဲ့ဒါကိုစားမလို့မရဘူးမြန်မာတွေကစားလို့မရဘူးလို့ပြောတယ်စားလို့မရဘူးเนาะกินတိုင်းရင်းသားတွေကကြတော့စားsorry မာရီကမစားရဘူးလို့ပြောမစားရဘူး
မစားရဘူးဆိုရင်ไม่ได้กินမစားရဘူးအဲ့လိုဖြစ်သွားတယ်ခိုင်းစာမှာကြတော့เนาะတိုင်းသားတွေတုံးတဲ့ဟာမှန်တယ်เนาะစားရတယ်กินได้စားရတယ်မစားရဘူးกินไม่ได้เนาะဟုတ်ပြီเนาะအဲ့တော့တိုင်းသားတွေကမစားရဘူးလို့မတုံးဘူးစားမရဘူးလို့တုံးတာမှန်တယ်เนาะกินไม่ได้စားမရဘူးเนาะမာရီယာကြတော့အဲ့ပေါ့စားလို့မရဘူးလို့တော့နာပေါ့နော်မာရီယာတော့ဟုတ်ပြီနောက်တစ်ခုပိုင်ทำงานโอเคไปไหนဘယ်သွားမလို့လဲပြီးပြီเนาะไปทำงานအလုပ်သွားမလို့โอเคနောက်တစ်ခုเขาလို့ထက်မယ်เขาไปไหนเขาจะไปไหนเขาจะไปไหนသူဘယ်သွားမလို့လဲမိကွန်လေးမိမယ်จะเขาจะไปไหนเขาจะไปทำงานดูโลกว่ามันโลกเขาsorry คอเอาเขาไรเส้นน่ะเนาะเขาจะไปทำงานปิดนั่นคือแล้วมาปาว่าบีปอเนาะที่มาจากคุณน้าเป็นอะไรแต่ที่มาปาว่าจะไปไหนเนาะโอเคจะไปตลาดซีตัวมันโลกซีตัวมันโลกบีแต่ก็จะกลับบ้านจากกลับบ้านบ้านงาฟอลเลนดันเท่าไหร่บ้าบ้าน บ้าน ไอเบียมาลุก ปลาตัวบ้าน ปีจะไปทำงานฮัลโหลปลามาลุก ลำลูก ปีจะไปช้อปปิ้งหัวเนาะมา ชอบเป็นผัด ไม่ถูกป่าเลยจะได้ชอบอชอบบอปลาเนาะบอปลาป่ะไม่ถูกป่ะช้อปปิ้งเอาแต่sao thế mà gì tha phu để của nó đi ช้อปปิ้ง học đẹp mà nó mà ta bỏ bay máy một bò pla shopping ok บอใบไม้เนี่ยบอปลาเนี่ยอัตากาดูเดี๋ยวเนาะอัตาเช่นดูแบบแม่ชูหาดิมาบอใบไม้เนี่ยมาตรงอันนี้เราอาจจะไปช้อปปิ้งปออีกงอเป็นบาแล้ว โอ้ย ไอ้ถูปิ้ง ปิ้ง ปิ้งของเราต้องรู้สิดีเดี๋ยวบาแล้วน้ำมันตีละ ที่เนี่ยเสียปอเอนอไม่ไต่คู่เป็น มาหอพูปิ้งอ่ะ ฮะ อันนี้ ปิ้นอ๋อ ปิ้ ปิ้ ง น เต่า ย่าง โปเต้เต่าขึ้นโหลดตร ปิ้ ง น เนี่ย ปิ้นใช่ไหมคะ ปิ้งละ ปิ้น ปิ้ง ปิ้นคือแต่ปีนบวชแต่แดไอ้เขาวมวดแต่แดตองบวชแต่แดปิ้น ปิ้ ปิ้ ง นขาว ปิ้งเขาအဲ့ဒါဆိုရင်ปิ้งอ่ะဗာလဲ ปิ้ง မိုက်အေ ขาว ဖြစ်သွားမှာပေါ့ ไม่ปิ้นนึกว่าปิ้น ปิ้น มันมีอะไรปิ้นไง ปิ้งเขาเนาะปิ้งမဟုတ်တော့ပါဘူး ปิ้น ปิ้นขาว ปิ้งဆိုတာကတွဲတက်တာကိုပြောတာချက်လေး ใช่ ဆရာ หรือว่าปิ้งรักกันหรือเปล่า เจอกันแล้วปิ้งเลยอย่างนี้เหรอ ဆရာ มันมีหลายปิ้นนะคะ ครู လာလို့နော်ပြန်ကြည့်လိုက်မယ်ဆရာအဲ့လိုဖုန်းမဖွင့်ရင်ဖွင့်လိုက်လို့ရှိရင်ဒီဆရာမတို့တင်တန်းကဟိုစာပြန်တဲ့ဟာတွေရော message တွေရောတအားတက်တော့လေစာတစ်ခါပတ် ปิ้น ကြားတယ် เจอกันนะตุ้ยวิดาปิ้นจ้าเลยแล้วสีแดงนะเพราะไอ้เป็นแต่ละปิ้นนะสีแดงงาดิบาดิกินแล้วปิ้นอ่ะปิ้น มันมีหลายปิ้นนะคะแต่บางทีแบบปิ้น อืมหนาดีวะ สำหรับฉันของฉันอันไหนคะอันไหนอ่ะ อู้ ฉันให้เอา မိုင်းထုံလည်းမဟုတ်ဘူးเนาะsorry ပါတောင်းတက်တာကြတော့လေเนาะหนูเนี่ยเนาะပေါ် e ဆိုတဲ့ e တန်เนาะ
สระอีเนี่ยเป็นนะเนาะเป็นเขาเตาเตตาเลย ปีนเขา อารมณ์မျိုးเป็นนะงองูမဟုတ်ဘူးเนาะนอนหนูအသက်ရှင်တော့အသက်ရှင်မယ်นอนหนูနဲ့ငေါงูနဲ့กว่าတယ်စရက်အီပါဒါမဲ့ဒါကကြတော့ငေါงูမှာ fallen တာမဟုတ် ping ဟိုကကြတော့ fallen တာမဟုတ်ပေါ်အီစရက်အီပါนอนหนูဆိုတော့ပေါ်ပလာက group 1ဆိုတော့ T1 တာမထွက်ရမှာပေါ့เป็นเขาဟုတ်တယ် ping မဟုတ်ဘဲနဲ့เป็นเขา อย่าชอบปีนจะเราไม้ถูงองูเหรอเสีย ไม่ถูกง ง อ อ งู งูปีนช ဒါ อบ က ปีน ဒါကကြတော့တွယ်တက်တာကိုတုံးချင်တာเนาะတွယ်တက်တာကိုနိုင်ရနေ ชอบ ပါဒီဆိုရင်တွယ်တက်တာတောင်းနေဆိုတွယ်တက်တာကိုမှပင်เนาะအာ ปี ဒီ น တိုင်းတက်ရင်တော့ fin လို့တောင်းလို့ရတယ်เนาะ ปีนปีน ပင်မှန်တော့ဆရာတို့ကဒီဟာ T1 တန်ဆိုတော့တချို့က T1 ကကောအာကာတင်ကြတယ်ဟုတ်ချို့တင်တယ် ค่ะ ကာဆိုအဲ့တော့ဝက်ဆံလုံးပေါက်တန်ထွက်လို့ရတယ်ပေါ်အီနော်ပင်ဆိုထွက်အဲ့လိုလည်းထွက်တယ် T1 တန်ဖြစ်ရင်ရပြီဒါပေမဲ့ခုနနောက်မပြောတော့ပေါ်အီနော်ပင်လဲရတယ်ဒါပေမဲ့ပင် อีนอมาแต่ครูเป็นก็คือผิดอ่ะแบบ အဲ့ ปี ဒါ น က เยอะ စ แล้ว ရက် นี่ A ပါတယ်စရက် A ပါတယ်အဲ့ဒါပေါ်အီနော်ပင်ငါအဲ့ဒါကစရက် A ပါတယ် อ่า ဟုတ်ပြီဒါကအဲ့တော့ဒီဆရာတို့ကချော เป็น အော เขา ဘောဆိုတော့မိုင်းထူပါတယ်ဆိုတော့ဆရာတို့အတန်ပါထွက်တကယ်ဆို ช လို့ อบ ရှိရင်လေဆယ်ဒီဟာကပြောရမယ်ဆိုလို့ရှိရင်ချောချမ်းက group 3စရအောကတန်းရှိဆိုရင် T3 ထွက်ပြီးသွားပြီ T3 ထွက်ပြီးသွားပြီเนาะပေါ်ပိုင်မိုင်းပေါ်ပလာအတတ်တည်မလို့ဒါပေမဲ့ဒီမှာမိုင်းထူပါတော့လေ T3 မဟုတ်တော့ဘဲနဲ့T4 တန်ကြီးဖြစ်သွားမှာချောအောပေါ်ชอบชอบช้อปปิ้ง ชอบ ရ ปิ้ง ပါတယ်ပေါ့เนาะဒါပေမဲ့ तू ကကွတိကြရလို့မဟုတ်ဘူးဒါကြီးကြတော့မွေးစားထားတာကြီးဆိုတော့လေ shopping ကိုပဲ तू ကထိုင်းလို့ပြန်ရေးထားတာလေဒါပေမဲ့ရှာနဲ့ချတာတော့ကွယ်သွား ช လိ อ မ့် บปิ้ง ရှာနဲ့ချတာเนาะဟုတ်ပြီအဲ့ဒါပါပဲနောက်တစ်ခုအန်နိုင်ကတော့အရာဝတ္ထုတစ်ခုခုမေးချင်တာခုနလိုပဲစမ်လတ်ချမ်းငါတွေ့တော့ပါလဲ ช่างอ่ะ ဘာမှမပါဘူးခနောက်မှပါတော့โอเคစမ်လတ်ချမ်း ตรง ငါတွေ့ ชั้น လို့ อัน ပြော ไหน ချင်တာဆိုတာတော့အဓိပ္ပာယ်မရှိဘူးစမ်လတ်ချမ်းလို့ပြောချင်တာစမ်လတ်ချမ်းနောက်တစ်ခုအန်နိုင် ชอบปิ้ง ကဲဆိုတော့လေစမ်လတ်ချမ်းအန်နိုင်ဆိုစကလုံးနှလုံးကြီးဖြစ်သွားမယ်နှစ်ခါကြီးစစ်နေရမှာအဲ့ဒါစမ်လတ်ချမ်းအန်နိုင်တခုကတစ်လုံးပဲထွက်ရင်ရပြီပေါ့နော်နှလုံးထွက်ချင်လည်းထွက်လို့ရပါတယ်ဒါပေမဲ့ရှုပ်မှကြောက်ရင်တစ်လုံးနဲ့ထွက်လိုက်ပါစမ်လတ်ချမ်းအန်နိုင်ငါတက်ကဘယ်ဟာလဲဟုတ်ပြီနော်ဒါပေမဲ့ဒီလိုကြီးတိတ်တော့မတော်ဘူးစမ်လတ်ချမ်းဆိုတာကြတော့လေတခုခုတယောက်ယောက်ကလက်ဆောင်ပေးဖို့အတွက်ယူလာတဲ့ဟာမျိုးဆိုရင်တော့ကိုယ်တွေ့ဆိုပြီးတော့တုံးတာများတယ်ပေါ့နော်ခေါင်ချန်အန်နိုင်ငါဟာဘယ်ဟာလဲဆိုပြီးတော့တုံးတယ်ခေါင်ချန်ငါဟာဆိုပြီးတော့အဲ့လိုပဲတုံးတယ်နော်ငါတက်ဘယ်ဟာလဲဆိုပြီးတော့အဲ့လိုကြည့်တော့တုံးတော့ငါဟာဘယ်ဟာလဲငါဟာအဲ့လိုတုံးတယ်နော်ခေါင်ချန်ဆိုတာငါဟာအဲ့လိုပဲတုံးလိုက်တယ် เลย ခေါင်းကပိုင်ဆိုင်ခြင်းကိုပြတယ်ဝိဘတ်ပါနော်ရဲ့တို့မို့ဤနောက်တစ်ခုတုံးမယ်ဆိုရင်ခေါင်းကပစ္စည်းဆိုတာကတော့နောင်းပါအဲ့ဒါကနောင်းရဲ့ဤနဲ့တုံးမယ်ဆိုရင်ပိုင်ဆိုင်ခြင်းကိုပြတာပါထိုးရศัพท์sorry ထိုးရศัพท์ของฉันထိုးရศัพท์ของฉันငါရဲ့ဖုံငါဤဖုံအဲ့ဒါဆိုရင်ပိုင်ဆိုင်ခြင်းကိုပြတယ်တကယ်လို့ဝိဘတ်အနေနဲ့မတုံးဘူးဆိုရင်ของฉันဆိုတာငါဟာငါရဲ့ဟာငါဟာ ဒါလည်းပိုင်ဆိုင်ခြင်းကိုပြတာပဲငါဟာဆိုတာဒီမြဟာမုံငါဟာပိုင်ဆိုင်ခြင်းကိုပြတာပါပဲဒါလည်းနော်ငါဟာအဲ့တော့ငါဟာဘယ်ဟာလဲခေါင်ချမ်းအနိုင် มันช่างหน่อย တကယ်ဆိုရင်ငါဟာဘယ်ဟာလဲဆိုရင်ခေါင်ချမ်းအလိုက်ငါဟာဘယ်ဟာအဲ့လိုလဲသုံးလို့ရတာပဲနော်အလိုက်မယ်ခေါင်ချမ်းအနိုင်โอเคစားတဲ့အတိုင်းပြောလိုက်မယ်ခေါင်ချမ်းအနိုင်နောက်ကဟာလေးသုံးကောင်းတာကိုပြောတာနော်စမ်လတ်လဲသုံးလို့ရတယ်ဘယ်ဟာကိုယူခိုင်းတာလဲจะให้เขาจะให้เอาอันไหน อันหน่อย อืม
ให้เอาอยู่ခိုင်းเนี่ยဒီမှာဆိုခိုင်းစေခြင်းကိုပြတယ်တူပါပဲဘယ်ဟာယူစေချင်တာလဲให้เอาဟိုယူစေချင်တာယူခိုင်းတာတူပဲเนาะอันไหนโอเคနောက်တစ်ခုใช้ငါသုံးတာပါใช้ให้เอาอันไหนဘယ်ဟာကိုသုံးစေချင်တာဘယ်ဟာကိုယူခိုင်းတာ ใช่ให้อันไหน ဘယ်ဟာကိုသုံးခိုင်းစေချင်တာလဲဘယ်ဟာကိုယူခိုင်းတူပဲပေါ့နော်တိတ်မသုံးဘူးဒါကြီးอ่ะเนาะခက်တယ်ရှာထောက်တယ်ใช่ให้ใช้သုံးတာเนาะใช้ให้เอาอันไหน อันไหน နည်းနည်းလေးရှာထောက်ပါတယ် อันไหน ရှေ့ဟာလေးကိုသုံးပါလွယ်တာတွေကိုသုံးမယ်ဆရာတို့ကဘောကတ်ကျွဲတော့ကောင်းပါတယ်เนาะမကောင်းမဟုတ်ဘူးဒါပေမဲ့ကိုကဖတ်ကြည့်လိုက်ပါဘယ်ဟာလေးကကိုယ့်အတွက်ဖတ်ရတာလွယ်တဲ့ဟာတွေကိုယူသုံးပါနောက်ပိုင်းလည်းပဲမြင်လာတဲ့အခါကျတော့လည်းမတိမဖြစ်သိရမယ်ဆိုရင်သူ့ရဲ့ synonym ပေါ့เนาะစကားလုံးအိပ်ပဲတူတဲ့ဟာတွေလိုက်ပြီးတော့မှတ်ပေါ်တွဲပြီးတော့เนาะโอเคဒီဟာနဲ့sorry ဒီဟာနဲ့ဟိုဟာဘယ်ဟာကိုကြိုက်လဲโอเคอันนี้กับอันนี้กับอันนั้นกับဆိုတာတော့နှစ်เนาะဒီမှာကလို့သုံးလဲရတယ်တူပဲเนาะอันนี้กับอันนั้นน่ะชอบอันไหนมากกว่ากัน อันไหนมากกว่า ဒါနဲ့ဒါကိုဘယ်ဟာကိုပိုကြိုက်လဲပိုကြိုက်ကြလဲกันဆိုတော့ကြလဲ อ๋อ เนาะ กัน โอเคแล้วกูชอบอันนั้นมากกว่าอันนี้ ชอบอันนั้น อันนั้น อันนี้ พอดีอันนั้นဒီဟာကိုပိုဟိုဟာဒီဟာကိုဒါတဲ့ပိုကြိုက်တယ်อันนี้ဆိုတော့ဒီဟာเนาะဟိုဟာမဟုတ်ပေါ့เนาะဒီဟာပေါ့อันนั้นကအဲ့ဒါอันนั้นကအဲ့ဒါဒီမှာနည်းနည်းလေးနန်းစားတုံးတာနည်းနည်းလေးမှားနေလို့เนาะဒါပေမဲ့ရပါတယ်နားလည်အောင်ကြည့်ပါဆရာတို့ပြောထားတယ်နီးဒီနန္ဒာနွန်းဟိုဆိုတာမှတ်ခိုင်းထားတယ်နီးနန်းနွန်းရောက်ถูกတော့အဲ့တော့နီးဒီနန္ဒာနွန်းဟိုလို့မှတ်တာနီးဆိုရင်ဒီဟာမှာอันนี้ဒီဟာอันนั้นအဲ့ဒါอันนนဟိုဟာเนาะมานุ่นโหนุ่นเห็นไหมเข้ามาด้วยล่ะเข้ามาเมียล่ะมาแล้วรถสีแดงรถสีขาวกาเหนียวกาผิวอ่อนกาเหนียวเนาะนุ่นเห็นไหมนุ่นสุดานั่นแน่วีเลยดูนั่นแน่วีเลยนั่งใน YouTube ပြလို့ရတဲ့နေရာမှာရှိတယ်နည်းနည်းလေးနီးကတ်တယ်နီးကကြတော့အနီးဆုံးနေရာမှာရှိတာလက်ထက်မှာလည်းဖြစ်နိုင်တယ်အနီးသို့မဟုတ်လက်နဲ့နိကတ်တဲ့နေရာလေးမှာဈေးသွားဝင်မယ်ဆိုအနီးရာคาเท่าไหร่ဈေးမှာကိုယ်နဲ့နီးနီးလေးခန့်ကျင်သည်ကိုလည်းညှို့ထုတ်ပြတယ်နော်နီးကနီးဆုံးမှာရှိတယ်နန်းကနည်းနည်းလေးကွာတယ်နှုံးကနည်းနည်းလေးဒီတဲ့ပိုကွာတယ်ဟုတ်လမ်းထိပ်လောက်မှာရှိတယ်အဲ့တော့နီးကိုဒီလို့မှတ်တယ်နှုံးကိုနီးကိုဒီလို့မှတ်တယ်နန်းကိုဒါလို့မှတ်တယ်နှုံးကိုဟိုလို့မှတ်တယ်နီးဒီနန်းဒါနှုံးဟိုဒါပဲဒီမှာနားလည်အောင်ကြည့်ပေးမယ်อันนี้อันนั้นဆိုတော့အဲ့ဒါကိုပို့ကြိုက်တာပေါ့နော်ဒီမှာข้อဖြစ်နေလားလို့ချော့နော်ချော်ချန်းနော်ขอခိုင်းဖြစ်နေတယ်ชอบอันนั้นมากกว่าอันนี้โอเคအဲ့ဒါကိုဒီဟာတဲ့ပို့ကြိုက်တယ်နော်อันนั้นဆိုတာအဲ့ဒါနော်อันนี้ဒီဟာဟုတ်ပြီနောက်တစ်ခုอันนี้กับอันนี้กับอันนี้ဒီဟာနဲ့ဒီဟာနော်ဒါနဲ့ဒါဒီပဲပေါ့နော်ဒါနဲ့ဒါဒီဟာနဲ့ဒီဟာอันไหนใหญ่กว่ากันဘယ်ဟာကပိုကြီးလဲ ยาย ဘယ်ဟာပိုကြီးလဲใหญ่กว่ากันသွားပြီနော်ဆိုရင်ပြီးသွားပြီဆက်သွားမယ်ကီပြီးပါတယ်ကီကတော့နောက်မှာကီခုဆိုတော့တိလားဘယ်လိုတိလဲ คู่ မတ်တီတာတိလားတနေ့ဝင်းနာထားတိလားထက်လွယ်တူတာခု คู่กับอาเจน နောက်မို့တိလား
เมื่อ ခုန กี้ ပြော พูด လို อะไร က် นะคะ ခုနပြောလိုက်တယ်လားတင်နေဝင်းရွှေ เจย ခုကကြေရင်မဟုတ်ဘူးစုံမှာ คู่ ส่ง โส กี่คู่ဘယ်နဲ့စုံလဲဟုတ်ဘူးလား อืม ဖနက်ဆိုရင်လဲပါပြီးတော့ညာမပါလို့ แล้วว่า နော်ဟုတ်တယ်နော်တို့မဟုတ်လက်မယားဆိုရင် เป็นตัวอะไร ตัว กี่ ไม่ได้ คู่ အဲ့တော့လက်မယားဆိုရင်ဘယ်လိုလဲမိန်းမရောယောက်ျားရောပါတယ်နော်คู่ ตัวอะไร ဖွားမိရ คู่ คู่ဖွားမိရလက်မယားတွေ คู่ အဲ့ ค တော့ วามอยู่ คู่ဆိုတာကတွဲဘက်ပါမှရမယ်နော်ဥပမာဖနက်ဆိုရင်คู่ရမယ်နော်ညာဘက်ပါတယ်ဘယ်ဘက်မပါလို့မရဘူးတစ်ဖက်တည်းစီးလို့မရဘူးနော်အဲ့တော့คู่ကတွဲရမှာပေါ့နော်တစ်ခုတည်းစီးလို့ရတစ်ခုတည်းရတဲ့ဟာဆိုရင်တော့ရမယ်ဆိုင်ကယ်နောက်မှာဘိန်းပါတယ်ရှေ့မှာလည်းဘိန်းပါတယ်ပေါ့နော်ရှေ့ဘိန်းတစ်ခုတည်းစီးမရဘူးပေါ့ဒါပေမဲ့အဲ့တော့ခုတော့ဖနက်တူဆိုတော့ခုလို့တွဲတယ်နောက်ထပ်ဘာတွေတွားသုံးမှာလဲဆိုတော့အဲ့နှစ်ခုတွဲတဲ့ဟာတွေဘာတွေရှိလဲအများကြီးရှိပါတယ်ပေါ့နော်နှစ်ခုတွဲတဲ့ဟာတွေဆိုရင်နှစ်ခုတွဲတဲ့ဟာတွေဆိုရင်ခုလို့သုံး เอ မှာ โดนะแกโดนะคู่ ဟုတ်တယ် คู่เลย ဟုတ် เสี တယ် ย ဟုတ်ပါတယ် เอ ဒီမှာ โดนะแก မျက်လုံးဆိုရင်လည်း ส่ง นั่นเลย คือโอ้ မျက်လုံးက ส่วน နှလုံး คู่ ရှိတယ်နော်နှလုံးရှိ ถูก ပေ ก็ မ เป็ ယ် นคู่ ตาကိုနှိမ်ခုလို့ပဲသုံးမယ်မျက်လုံးတစ် ตา စုံ หนึ่งคู่ အဲ့ หู တော့ หนึ่งคู่ ตาဆိုပြီးတော့စောင်ခုလို့မသုံးဘူးစောင်ခုဆိုရင် สอง လေးလုံးဖြစ်သွားမယ် สองคู่ နှာခေါင်းနော်တွဲလိုက်ရှိတယ်နှစ်ခုနှစ်ရွက်တွေပါတယ်အဲ့လိုမျိုးပေါ့ เป็น အဲ့တော့ คู่ အဲ့မှာဟုတ်ပြီနော်အဲ့ဒါဆိုရင်လာရပြီနော်กี่คู่ဘယ်နဲ့စုံလဲ กี่ครั้งဘယ်နဲ့ကြိမ်လဲกี่คนဘယ်နဲ့ယောက်လဲအမวันนี้มากี่คนครับทีนี้บรรยาวลาแลเนาะกี่วันบรรยายแลอ่าออกมาจะไปเที่ยวกี่วันครับอะไรบรรยายตัวมาแลเนาะโอเคกี่สัปดาห์เอามาอาทิตย์ละมีกี่วันครับลูกပြောလို့ရတယ်เนาะခုနสัปดาห์เนาะสัปดาห์ละมีกี่วันတပတ်မှာဘယ်နေ့ရှိလဲတို့မဟုတ်มีกี่วันต่อสัปดาห์တူပဲเนาะนี่สิแล้วသွားမှာဆိုလို့โอเควันนี้วันที่เท่าไหร่ครับทีนี้เป็นเย็นนี่แหละ วันนี้วันที่เท่าไหร่เนาะทีนี้ก็ไม่ได้เราครูพรุ่งนี้วันที่เท่าไหร่พรุ่งนี้จะรอ วันนอนเดือน ไม่ได้ เดื เพี อย น ง หรือ အဲ့တော့မဖြစ်သေးဘူးဒါပေမဲ့လည်းသူကမနေ့ပြန်ဆိုတာက วันนอนเดือน မဖြစ်သေးပေမဲ့လည်းတိကျတယ်မနေ့ပြန်ကတိကျတယ်ဘာလို့လဲဆိုတော့ဒီနေ့က21ရှိတယ်22ဆိုရင်မနေ့ပြန်23ဖြစ်ကိုဖြစ်เนาะအဲ့တော့ကြမထက်လဲရတယ်ဘာလို့လဲတိကျတဲ့ဖြစ်ကိုဖြစ်မှာမို့လို့พรุ่งนี้วันที่เท่าไหร่ครับพรุ่งนี้เป็นวันที่23ค่ะเนาะโอเคเดือนที่เท่าไหร่ เท่าไหร่เดือนที่เท่าไหร่ ดีล่าဆိုရင်เดือนนี้เดือนที่เท่าไหร่ครับดีล่ากะบรรละไปแน่ งานละไป งานลาไป งาลาไปงูไทยรู้บลูกขอแล้ว 5 เดือน นะบลู5 เดือนแล้วเดือนที่5 เดือนที่ เดือนที่5รู้มันตรงไหมไทยรู้ဆိုရင်ลาขอดิไม่ปีละมกรากุมภามีนาเมษาพฤษภาพฤษภา สิงหาคม งาลาไปงู พฤษ สิง ภา หาคม สิงหาคมงาฉลาไปหมาออกัส อ๋ มา อ จะทำอยู่เซาท์แทบจะเอาด้วยพี่ทนาย ไม่ใช่เดี๋ยวบัสโบต่อไม่ล่าพี่ โอเค ต้องเสียเย็นนี่ล่ามันเนี่ยเปียวนี่เลยพี่ต้องเสียนี่พี่ตัวเลยสิงหาคมพี่สิงหาคมสิลาไปใช่ พฤษภาคม เข้าใจ สิงหาคม พฤษภาคม ถ้าลาไป ไม่ เดือนนี้เป็นพฤษภาคม พฤษเลยอ่ะแล้วพฤษเลยอ่ะเนาะพฤษภาคมพฤษภาคมดูๆเนาะโอ
โอเคနောက်တစ်ခုဟိုမှာပေါ့နော်อายุกี่ปีแล้วအသက်ဘယ်လောက်ရှိပြီလဲဘယ်နှစ်ရှိပြီလဲတူပဲอายุเท่าไหร่นะอายุกี่ปีนะတူပဲเนาะတစ်ခုလုံးသုံးလို့ရတယ်ဟုတ်ပြီนั่นกี่วันแล้วโอ้มาคน โอเควัน อ่า แล้ว เรียนภาษาไทยมานั่นกี่วันนั่นกี่ปีแล้วนั่นกี่วันแล้วต้องรู้อย่างมาแทบไม่อยากแล้วป่ะเนาะเต็นลาแค่ด่าเล่ชิเลเต็นเดียวเนาะอ่าไอ้สาเต็นลาแค่ด่าเราชิปีเลยโน่นเนี่ยเต็นลาแค่เดียวป่ะเนาะมาต้องหกคนกำลังเรียนภาษาไทยมากี่วันแล้วนั่นกี่วันแล้ว ไอ้สาเตียนนี่ตาปัญญาชิบิเลปัญละชิบิเลบลาวชิบิเลเนาะดิชิเลเตียนนี่ดูเนาะโอเคနောက်တစ်ခု เท่าไหร่ เท่าไหร่บลาวชิตีเล นี่ก็ไม่ ပြော ใช่ ပါပြီနည်းနည်းပဲကြံတော့တယ်ဆရာ၈နိုင်အတန်9နိုင်ဖြစ်သွားတာလိုင်းဆရာစောက်ရတာနဲ့လိုင်းကြတာနဲ့เนาะတော်တော်ဆိုးတယ်เนาะဒီနေ့တော်ဆိုးပါတယ်โอเคရောက်သွားပြီလေเท่าไหร่လွယ်ပါတယ်เนาะอายุเท่าไหร่แล้วတယောက်ယောက်ကိုမေးကျင်တယ်ဆိုရင်နာမည်လေးထည့်လိုက်ပါတင်တင်ဝင်းရွှေဆိုရင်တင်တင်ဝင်းရွှေอายุเท่าไหร่แล้วน้องโมอายุเท่าไหร่แล้วเนาะครูอายุเท่าไหร่แล้วครูอายุ18ค่ะ ฮะ อารมณ์ ยี่สิบ ด้ว แป ย ด38 ဟုတ်ဘူးလေဆရာရဲ့ဟိုအကိုတယောက်လိုမျိုး तू ကထိုင်းရောက်တာ อ่า ရောက်ကြတဲ့ อ๋อถ้า要来18 ปีสิบ่เลยเสีย မဟုတ်ထိုင်းရောက်တာ18နှစ်တဲ့အဲ့ဒါနောက်ထပ် แล้ 10 ว နှစ်လို့မေးလိုက်တော့လေ तू ကအသက်က18ပဲတဲ့တက်လာ อ๋อ ဘူး เฮาได้เสียตะมีตังชิ้นเดียวสิเด้ตูน่ะตะมีสิดาโหตะมีตะสักคนนั้นนี่แท้ตูแลตูว่าสกลนี่อะคูตูน่ะตะมีอะตะตูเบเสียนะสักคนนั้นนี่ သူ့အသက်မိတာအသက်ဘယ်လောက်လဲဆို18ပဲဟဲ့လွန်ခဲ့တဲ့3နှစ်ကလည်း18ပဲအခုလည်း18ပဲတဲ့ น่าตะมีตะตูแซ่ปีเนาะตูว่านะสักคนนั้นนี่แบบนะสักสิแล้วตูว่าตะมีแท้เงยไม่ได้ အဲ့ เง သူ ย အသက်ကြီးမလာဘူးเนาะဆရာလည်းအသက်လာမမင်းနဲ့အသက်လာမင်းဆရာလည်း ကောင်းတယ်ဟုတ်တယ် เนาะ โอเคအဲ့ဒါအသက်ကကိန်းကနန်းလေးပဲเนาะအဲ့တော့အသက်ကဘာမှမဖြစ်ဘူးเนาะโอเคกิโลละเท่าไหร่ครับมะม่วนกิโลละเท่าไหร่ครับเดี๋ยวนี้แต่กิโลบเราแลเนาะปลากิโลละเท่าไหร่ครับงาแต่กิโลบเราแลကိုလိုချင်တဲ့အရာလေးကိုအရှိမထည့်လိုက်ပါထည့်ပြီးတော့မိလိုက်မယ်เนาะနောက်တစ်ခုဘယ်လောက်ကြာပြီလဲဆိုတော့နန်เท่าไหร่แล้วเอาမေးချင်တာလဲมาอยู่เมืองไทยมานันเท่าไหร่แล้วอยู่เมืองไทยไทยมาနေတာเนาะอยู่เมืองไทยโตโมอยู่ประเทศไทยเนาะ ประเทศไทย อยู่ประเทศไทยมาไทยมาနေလာခဲ့တာมาဆိုတာကနေခဲ့ပြီးတော့ပြီနေလာတာပေါ့เนาะနေလာခဲ့တာနန်เท่าไหร่แล้วဘယ်လောက်ကြာပြီလဲအဲ့ဒီမှာกี่ปีแล้วလို့သုံးလို့ရတယ်เนาะมาอยู่เมืองไทยมากี่ปีแล้วอยู่เมืองไทยมากี่ปีแล้วเนาะกี่ปีแล้วဆိုတော့ဘယ်နှစ်ရှိပြီလဲအဲ့ဒါကြတော့နှစ်ကိုတိကျမေးတာပါเนาะဒီမှာじゃနန်เท่าไหร่แล้วဘယ်လောက်ကြာပြီလဲဆိုတော့သူကတိကျတော့မဟုတ်ဘူးเนาะခန့်မှန်းကြည့်ပြောလို့ရတယ်4-5เดือนมั้ง4-5လဖြစ်မှာပေါ့4-5เดือนมั้งအဲ့လိုမျိုး तू ကတိကျမဟုတ်ဘူးเนาะกี่ปีနဲ့မင်းတော့နည်းနည်းတိကျတာပေါ့เนาะ3ปี4ปี5ปีเนาะတိကျပြောရတာပေါ့โอเคမနေ့ကလေးကအခုထိအလုပ်ဘယ်လောက်ပြီးပြီလဲတန်းတဲ့6 วันตื่นเช้า ပြတာนะ6 เช้า ถึงตอนนี้ เช้า အဲ့လို6လို့ပြောရတာလဲဆိုမိုက်အဲ့နဲ့မှတ်မှဆိုလို့ပါမိုက်အဲ့ထည့်လိုက်ရင်ချောင်း6မိုက်အဲ့6ငါးတီငါးရန်တီเนาะ6 นั่นได้ 6ပါငါးရန်နောက်တစ်ခု
6ကအခန်းနေပါတယ်တခုခုငှားတာပေါ့နော်အဲ့လိုမျိုးငှားတာဆိုရင်6ယင်ကလည်းငှားတာပဲ ngà này chào ယင်ငှားလည်းငှားတာပဲပစ္စည်းတစ်ခုတွားငှားတာဆိုရင်ယင်ပဲနော်ယင်ငိမ့်ငွေချေးတာငွေငှားတာလဲယင်ပဲဒါပေမဲ့ကုဆိုတာရှိသေးတယ်ကုငိမ့်ဆိုတာနော်ကုကတော့ချေးငွေပေါ့နော်ချေးတာပေါ့ကောကူမိုက်ထိုကု ngà ra hò ngần lên hò ngần ကုကကြတော့ငွေချေးတယ်အတိုးနဲ့ချေးတာနော်အဲ့လိုမျိုးတွေအဲ့ဒါလဲငွေချေးတာပဲကုငိမ့်စီးပွားရေးတစ်ခုခုလုပ်ဖို့တွားပြီးတော့ငွေတွေဘလောက်ရင်းနှီးဖို့အတွက်ချေးငှားတာလေကုပေါ့နော်အတိုးပါတယ်အတိုး စာရေးပြတာလေးဆရာဖောင်းနေရေးပါလားမတွေ့နားမလည်ဘူး ဟမ် ဆရာစာရေးတဲ့ဟာဖောင်းနေရေးပေးတယ်ဘာလို့ရေးထားလဲမသိ có cái này máy thủ này lấy má có cái sờ lụ máy có cái sờ lụ này máy thủ này စလအူကောအူကူမိုင်းထိုကု ဘူး မိုင်းထိုကုကောအူကူမိုင်းထိုကုနော်ယင်ကလည်းငှားတာပဲကုကလည်းငှားတာပဲsorry ယင်ကလည်းငှားတယ်ချေးတယ်နော်ကုကလည်းငှားတယ်ချေးတယ်ပဲတူတယ်တူတာကတော့ကုကအတိုးနဲ့ပေါ့နော်ပြောမယ်ဆိုနည်းနည်းကြာကောင်းကြာမယ်နှစ်ရှည်ဖြစ်ကောင်းဖြစ်မယ်ယင်ကတော့ခဏတစ်ပြုတ်ငှားရလေယင်နော်ခဏတစ်ပြုတ်ငှားတာပေါ့ငှားတာကတော့ဒါမဲ့တချို့ဆိုရင်ယင်ငိမ့်ဆိုပြီးတော့တစ်လလောက်ကြာရင်လည်းကြာသွားတာ2လကြာရင်လည်းကြာသွားတာဆရာဆိုအခုထိယင်ငိမ့်လို့ပြောပြီးတော့အခု3-4လထိမဆက်တဲ့လူလည်းရှိတယ်နော်အဲ့လိုမျိုးရှိတယ်6ကကြတော့အခန်းနေပါလေငှားတာတခုခုငှားတယ်ပေါ့နော်6ရถကားငှားတယ်နော်အဲ့ဒါလည်းငှားတာပဲနော်ကားငှားတာလည်းဒါပတ်စံပေးငှားရတယ်ဟိုမှာနော်အဲ့တော့6နော်ဒီမှာကြတော့မိုက်ထိုတင်တော့6 ချော ဒီ င်း ညာထက်ပါ ချောင်း โอเคตั้งแต่เช้าถึงตอนนี้มันได้การนี้คุทิ ถึงตอน ได้ นี้ การนี้คุทิเสร็จงานเท่าไหร่ครับแล้วเราปีแล้ว เท่าไหร่ค่ะ ปีตั้งแต่เช้าถึงตอนนี้เสร็จงานเท่าไหร่ครับเสร็จงานเท่านี้เองค่ะที่เราแบบปีเนี่ยเท่านี้นั่นเป็นปีด่าบอกเนาะเท่านี้เองค่ะนออีนี่ไม่ถูกนี้ ว่าเท่านี้ โอเคแล้วครูอยู่ที่ย่างกุ้ง ยังกู้ ย่างกุ้งเนาะย่างงะไม่เอเต็นท่าเลยเนาะยออางอยาไม่ย่างสุดหรอ ยังไอ้ยัง กินดีเนาะแต่ว่าแม่ที่มาจะหรอย่างกุ้งหมา กู้ โอเค ยังกู้ Diều thứ diều โอเค cung ไม่ถูกแต่เนาะ fallen นั่นใช่ไหมย่างเนาะกุ้งอะไร fallen นั่นไหมรู้ตรงเนาะพอ sorry ตีตรีเนาะอยู่ที่ย่างกุ้ง ยังกู้ ย่างกุ้งมานี่ละย่างกุ้งมานี่ละนั่นกี่ปีแล้ว ยังกี่ปีแล้ว อ่า กี่ปี ยั แล้ ง ว ก็มานี่ละต้องเนี่ยชีวิตส่วนอยู่ที่ยังกุนหมามาแทบไม่ยากอะบอกเนาะอะไรจะงาเนลาดา มา เนลาดาเนาะอยู่ที่ยังกุนหมา3 ปีแล้ว Sàm tỷ hóc แต่ว่านานเนี่ยไม่เป็นแบบนี้นานเนี่ยมันพีรู้ยากเลยอยู่ที่ยังกุนนาน3 ปีแล้ว อยู่ที่ยังกุนหมานาน3 ปีแล้วถ้ายังกุนหมาเนลาดาต้องเนี่ยကြာရှိနေပြီသုံးနဲ့ကြာနေပြီဆိုတော့နန်ဆိုတာယူမထည့်လို့ရတယ်နန်ကကြာခြင်းကိုပြောတဲ့အတွက်ကြောင့်ဆရာတို့ကယူထိယန်ကူးမှာစံပီလောက်နန်ကောင်မနီလာတာ3 နှစ်ပြီအဲ့လိုပြောလိုက်လို့ရတယ်နော်နန်ကကြာခြင်းကိုပြောတာပါအဲ့တော့ထည့်လဲရတယ်မထည့်လဲရတယ်နော် Sàm tỷ ဘယ်လောက်မြင်လဲဆိုတော့စောဦးငေါစုသိတယ်နော် Từ khá lại ร้อย นี่คันชูลูกนาฬิกา
Video silpa, bro. ခန်းစုလို့ဆိုလာဘေးခန်းပါအောင်ပဲပြောလို့ပိတ်တာဟောငါသိမ့်ဖွင့်တာဟယ်လို sorry ပါအောက်ကရေးတယ်မှာပတ်စံလာချီးနေလို့ဗာမြန်လဲလို့တကားတကုံထုနေတာကားကြီးတကုံလာထုနေတာဘာဖြစ်လို့လဲလို့ဆရာသူကလေးစေးုံတင်ရလို့တဲ့အောက်ကအတိပေါ့နော်ရှမ်းမှာပဲအဖွားကြီးဒီဆရာတို့လိုင်းကမှာလောပေါ်ခေါ်လောက်တယ်လေညဆောင်သူကခင်းတဲ့လူလည်းတိတ်မရှိဘူးလေဖွားကြီးကဆင်းလည်းဆင်းရတယ်ဆိုတော့အဲ့ဒါတူကလေးလေးငယ်လေးပေါ့နော်သုံးနှစ်မပြည့်သေးဘူးထင်တယ်2 နှစ်လားမသိဘူးစေးုံတင်ရလို့တဲ့ပတ်စံမရှိလို့တဲ့လာချေးနေတာပတ်စံဆရာစီမလည်းလောဆယ်မရှိဘူးလို့ဆရာခဏနေစာတင်နေတော့မပြီးသေးဘူးဆိုတော့ခဏနေမှဆရာကိုတကယ်ချင်းဆရာလမ်းယူပေးမယ်လို့ပြောလိုက်ရတယ်โอเคသင်ခန်းစာပဲရောက်သွားရင်မသိဘူးโอเคစောဦးငေါ်สูงเท่าไหร่รู้จักอย่าละ Saya ada sih ya. โอเคสูงเท่า สู ไหร่ งเท่าไหร่ အမြင့်ကိုမြင်ပါအမြင့်ကိုမေးတယ်ဘယ်လောက်လဲအမအရက်ကိုမေးတာပေါ့နော်ပြောရမယ်ဆိုရင်สูงเท่าไหร่ဆိုရင်အရက်ဘယ်လောက်ရှိလဲအမဆရာတို့ကအရက်ကိုမေးကျင်တော့တဝါနဲ့ထည့်တာပေါ့နော်တဝါကခန္ဓာကိုယ်သုံးကျင်တဲ့လူကိုသုံးကျင်တဝါလို့သုံးတယ်တဝါสูงเท่าไหร่
အရက်ဘယ်လောက်ရှိလဲတော့ဦးဝါတူဝါနော်ตัวสูงเท่าไหร่အရက်ဘယ်လောက်ရှိလဲဆိုရင်ကိုယ့်ရဲ့အရက်ကိုမေးချင်တာနောက်တစ်ခုရောင်ရောင်ငါရှည်တာပါအမှတစ်ခုခုကိုမေးချင်ရောင်เท่าไหร่အမှဆရာတို့ကတစ်ခုပေါ့ပစ္စည်းတော့ဝယ်တယ်တစ်ခုခုဘယ်လောက်ရှည်လဲဘယ်လောက်ရှည်လဲအဲ့လိုမျိုးဆိုရင်ရောင်နဲ့တုံးတယ်အရက်ကိုကြတော့စုနဲ့တုံးတယ်နော်အလျားနဲ့အနံနဲ့ကွာတာပေါ့ဟိုကောင်ကြတော့အမြင့်ကိုဘာနဲ့ပြောမလဲ สูง ဒါကအလျားနော်အမြင့်ကိုကြတော့အနံပေါ့နော်အလျားအနံကွာတာပါအပေါ်ကအနံအောက်ကအလျားဟုတ်ပြီရောင်ခဲနိုင်ကတော့နည်းနည်းခဲနိုင်ဆိုတာနည်းနည်းကိုပြောချင်တာထောက်လိုက်နဲ့ခဲနိုင်နဲ့ဆိုရင်ဘလောက်လေးတောင်ဘလောက်လေးရှည်တာလဲရောင်ထောက်လိုက်တော့ဘလောက်ကြီးရှည်တာလဲအဲ့လိုမျိုးပြောချင်တာထောက်လိုက်ကနည်းနည်းများတဲ့ဘက်ကိုပါတယ်နော်ခဲကကြတော့နည်းတဲ့ဘက်ကိုပါတယ်ချမ်းမီခဲနီငါမှဒီလောက်ကလေးပဲရှိတယ်ချမ်းရောင်ဗါလဲတခုခုဆိုရင်ပေါ့နော်ဒီစောက်ဆိုရင်နန်းစေနီရောင်ခဲနီဒီလောက်ကလေးပဲရှိတယ်ထောက်တိုင်းကနည်းနည်းလေးတော့ပိုများမယ်ပေါ့နော်ပြောမယ်ဆိုရင်တော့နှစ်ခုလုံးကတော့တူတူပဲသုံးလို့ရတယ်နော်ပြန်ဖြေရင်ပြောတာနော်ဖြေရင်ပြောတာပါမိကုန်းမှာတော့ခဲနိုင်နဲ့ထောက်တိုင်းနဲ့တူတူပဲပြန်ဖြေတဲ့အခါကျရင်ခဲနဲ့ဖြေလို့ရှိရင်နည်းနည်းလေးနဲတဲ့အရာကိုပြောချင်တာနော်ချမ်းမီတန်ခဲနီအဲ့လိုမျိုးတွေတောင်းတယ်ပေါ့နော်ရောင်ခဲနီဟုတ်ပြီနော်အဲ့တော့ไกลแค่ไหนဘယ်လောက်ဝေးလဲမိကုန်းမှာဆိုရင်ခဲနဲ့မိလဲပဲသူကတိတ်ပြီးတော့တက်ရောက်မှုမရှိဘူးအဖြေမှာဆိုရင်ခဲနဲ့ဖြေရလို့ရှိရင်နဲတဲ့ဘက်ကိုပါတယ်နော်အဲ့လိုเจ็บใจငါတော့စိတ်နာတာပေါ့နော်เจ็บจอบอเจ็บจอใจเจ็บใจขนาดไหนขนาดต่อตัวโมอีด้วยกูตรงนี้แหละขนาดเนาะขนาดใหญ่สวยขนาดใหญ่สวยดีด่าขนาดกาสวอายุเอซ่าจีขนาดใหญ่อะไรตรงนี้แล้วขนาดกาอายุเอซ่าอะไรตรงนี้ဒီမှာကြတော့ဘလောက်အရွယ်စားကိုပြောချင်တယ်ဘလောက်ဆိုပြီးတော့ဒီမှာဘာသာပြန်လိုက်တာပေါ့နော်ခဏနိုင်ဘလောက်ထိစိတ်နာလဲ ขนาด ဘလောက်စိတ်နာလဲဘလောက်တောင်စိတ်နာလဲခဏကစကားစစ်အနေနဲ့တော့ရင်တောင်းလို့တော့တယ်တောင်းလို့တော့တယ်ခဏ รับต่าง ขนาดเขาไม่ทำฉันก็ไม่ทำตูต้องมาลงพูงานแล้วมาลงพูอารมณ์นู้นเลย เขาไม่ทาง เข้าแต่ก็รู้ ไม่ค่ะ แม้เนี่ยแหละดูเนี่ยแม้ก็เลยตูต้องมาลงพูงานแล้วมาลงแม้เขาไม่ทำงานฉันก็ไม่ทำตูต้องมาลงพูงานแล้วมาลงพูแล้วขนาดกาตามอยู่ตรงรู้อย่างไรตอนนี้คุณဒါကစကစစ်နေတော့တာပေါ့နော်ဒါကြတော့ခဏကအရွယ်အစားလို့လည်းတုံးလို့ရတယ်လို့ခဏဒါဘယ်လောက်ဆိုဖြစ်သွားတာဒါကမေကုန်းမို့လို့လောက်ဖြစ်သွားတာနော်အဲ့တော့จิตใจขนาดไหนဘယ်လောက်ထိစိတ်နာလဲ ใจขนาดไหน ဟုတ်ပြီဘယ်လောက်ကြီးလဲဆိုရင်ရိုင်ခဏไหนရိုင်ခဏไหนနော်ဘယ်လောက်ကြီးလဲဟုတ်ပြီအဲ့တော့နောက်ထပ်ရှိသေးတယ်យ៉ាងไรနဲ့យ៉ាងไงနဲ့တော့တူပဲကြိုက်တာတော့မယ်ဆရာတို့ကနောက်ကဟာက informal ပါအရှိက formal ပါနော်យ៉ាងไรကမှန်တာပါយ៉ាងไงကစကားပြောတာပါဒါပေမဲ့ informal ပေါ့ชื่อชอชื่อไม่ชื่อพอเล่นหนังส่วนชื่อ ชื่อ ตรงนี้เราชื่อเลยต้องจับอะไรชื่อ ชื่อ แม่ชื่ออะไรนามิบลูขอ อะไร ชื่อเรียกว่าอะไรsorry ชื่อเรียกว่ายังไง
ว่ายังไงตัวโมว่า ยังไง ยังไร ยังไงยังไง ใช่ไหมบลูคอลเลย ไง ဒါကတော့အာဒီတနည်းအားမှာပေါ့နော်ရိယတ်ခုဆိုတာခေါ်ရတာပေါ့နော်အဲ့ဒါကရိယတ်တော့နောက်ထပ်ဒါကိုဘယ်လိုခေါ်လဲဆိုတော့အနည်းคืออะไรဆိုပြီးတော့သုံးလို့ရပါသေးတယ်คือခေါ် A คืออันนี้คืออะไรเนาะคืออะไรသုံးလို့ရသေးတယ်အဲ့တော့ဒါကတော့ชื่อတနည်းအားကိုတွားလို့ရှိရင်အမှที่นี่เขาเรียกว่าอะไรครับဒီနေရာကိုဘယ်လိုခေါ်လဲဆိုရင်เรียกแต่ตรงတယ်ပေါ့နော်คือကကြတော့တခုခုမသိတဲ့အရာတွေမှာอันนี้คืออะไรครับဒါကိုဘယ်လိုခေါ်လဲဒါပါလဲ ครับ อันนี้คือหนังสือครับဒါကစာအုပ်လို့ခေါ်ပါတယ်คือကခေါ်ဒီဖြစ်သည်နှစ်ခုလုံးသုံးလို့ရတယ်တချို့ကကြတာပင်ကိုမှဖြစ်သည်လို့သိကြတာပေါ့နော်ဒါပေမဲ့คือကလည်းဖြစ်သည်ပါပဲနှစ်ခုလုံးသုံးလို့เนาะอันนี้คือหนังสือဒါကစာအုပ်ဖြစ်ပါတယ်ဒါကိုစာအုပ်လို့ခေါ်ပါတယ်เนาะคือကဖြစ်သည်ခေါ်သည်เนาะနောက်တစ်ခုอันนี้ภาษาไทยพูดยังไงพูด ได้ นี่ภาษาไทยพูดยังไงဒါကိုไทยလို့ဘယ်လိုခေါ်လဲဒါဆရာမဘာလို့ချက်ထားတာလဲဆရာမကောင်းကြီးချက်ထားလို့อันนี้เย็บยังไงย่อเอะบอเย็บกะချုပ်တာပါเย็บยังไงဘယ်လိုချုပ်မှလဲเย็บยังไงอันนี้เย็บยังไงဆိုတော့ဘယ်လိုချုပ်မလဲโอเคอันนั้นต้องทำยังไง ยังไง ต้องทำยังไงว่าอย่าลาแบบเดี๋ยวเซบี้เอาได้ไหมเอาปียังไม่ได้รอสักครู่เมื่อไรเบดอเลย ไปตรงนั้นเลย မရသေးဘူးလို့ပြုံးဖုံးတော့မဆက်ရသေးဘူးเมื่อไรเบดอလဲဆိုတော့ခုနကဆရာပြောတဲ့အတိုင်းကเมื่อနဲ့ตอนနဲ့ตอนไหนနဲ့နည်းနည်းဆင်တယ်เมื่อကနည်းနည်းဝေးกว่าတယ်ตอนကနည်းနည်းနီးเนาะโอเคเมื่อไรเบดงกะเลยจะไปกรุงเทพเมื่อไหร่ อะไร บางเขาไปรอตัวมาเลยเนาะအဲ့တော့နည်းနည်းဝေးသေးတယ်เนาะดิฉันชื่นชอบနဲ့ဝါနာပါလာပေါ့เนาะชื่นชอบโอเคดิฉันชอนอเชไม่ชื่นชอบในการเดินทางมากเดินทางကတော့ခီးသွားတာပါပိုင်thiếuနဲ့တူတူပဲเนาะดิฉันชื่นชอบပိုင်thiếuပါလဲအလဲသွားခြင်းပိုင်thiếuကအလဲသွားဒီဘတ်ပါကန်ထည့်ပေးမယ်ကန်ကချင်းပေါ့เนาะดิฉันชื่นชอบในการไปเที่ยวอะไรตัวเช่นงูงาวัฒนาป่าเลยตัวมโหคุณอาในการเดินทางเนี่ยไปเที่ยวเนี่ยตัวป่าเลยเนาะไปเที่ยวกะเลยตัวเลยเดินทางขี้ตัวเลย เป็นทาง เราคูได้เดินทางครั้งสุดท้ายเมื่อไหร่ได้เดินทางตัวญาติเนาะที่ตัวญาติครั้งสุดท้ายနောက်ဆုံးခီးသွားတာဘယ်တော့လဲတဲ့ ไร မှာดิฉันได้เดินทางมา2 ปีที่แล้วငါနောက်ဆုံးငါခီးသွားလာတာ2 နှစ်ကပါမှာครั้งสุดท้ายလို့ပြောရင်เนาะดิฉันเดินทางได้เดินทางครั้งสุดท้ายมา2 ปีที่แล้วအမှဆိုရင်เมื่อထည့်လို့ရတယ်เมื่อ2 ปีที่แล้วဝေးလို့မလို့เนาะလွန်ခဲ့တဲ့2 နှစ်လောက်က2 နှစ်3 က
နောက်တစ်ခုไม่รู้จะได้กลับเมื่อไหร่ไม่รู้မသိဘူးจะได้กลับเมื่อไหร่ဘယ်တော့ပြန်ရမလဲမသိဘူးไม่รู้မသိဘူးจะได้กลับเมื่อไหร่ กลับเมื่อไหร่ ဘယ်တော့ပြန်ရမလဲမသိဘူးတဲ့โอเคဒါကပြန်လာနော်โอเคပြီးသွားပြီနောက်ထပ်သွားမယ် แล้วตอนนี้ อย่าบ้าแว่อะผมไม่ได้แว่ที่ไหนผมมานักเรียนทุกคนอยู่ที่ไหนครับ นักเรียนทุกคนอยู่ที่ไหนครับอยู่ที่พม่าโดโมอยู่ที่ไทยเนาะโอเคนะลูกครูตอนนี้ทำงานที่ไหนแต่มาโลแลโดไรแม่กูโลแต่โลเหนียวฉันเป็นนักธุรกิจค่ะวันละฉันเป็นนักมวยค่ะงาละလက်ဝိတ်တမဝါဒါကြောင့်မလို့လက်ဝိတ်မှာလုပ်တယ်โอเคဒီမှာတော့အကြောင်းပြချက်တွေမရေးတော့ဘူးตอนนี้ทำงานที่บริษัท CTM ค่ะดิฉันตอนนี้ดิฉันทำงานที่บริษัท CTM ใช่ไหม CTM กองนุยมาလုပ်ပါတယ်CTM ทำมาเนาะโอเคနောက်တစ်ခုတချို့ကလည်းပြောကြတာပေါ့เนาะที่บ้านดิฉันทำงานที่บ้านค่ะအိမ်လုပ်ပါတယ်အိမ်မှာလုပ်တယ်เนาะโอเคနောက်တစ်ခုดิฉันทำงานที่บ้านအောက်မှာပါသွားပြီအိမ်လုပ်ပါတယ်တချို့ကတော့ဆိုင်မှာလုပ်တဲ့လူကที่ร้านกาแฟဆိုတော့လားที่ร้านกาแฟဆိုင်မှာလုပ်တယ်ที่ร้านอาหารစားတော့ဆိုင်မှာလုပ်တယ်เนาะที่ทำงานအလုပ်မှာထားလိုက်ပါလုပ်မှာที่โรงเรียนဆိုတော့အကျောင်းမှာ จังโรงเรียน ที่โรงแรมဆိုရင်ဟိုတယ်မှာတက်ကူကမ်းမှာလုပ်တယ်ဟိုတယ်မှာလုပ်တယ်အဲ့တော့ကိုပြောချင်တာလေးကိုနောက်ကထည့်ပြောလိုက်မယ်နော်နောက်တစ်ခုตอนนี้กำลังอยู่ที่ไหนဘယ်မှာနေတာလဲ ไหน ตอนนี้လက်ရှိနေနေတာကိုပြောတာပါกำลังနဲ့အားဆိုင်နဲ့တူတယ်အားဆိုင်လို့သုံးကြပါတယ် sorry ပါပြောရဖြစ်သွားတယ်အားဆိုင်အားကစောရောဆိုင်ပေါ့နော်စောရောဆိုင်အားဆိုင်อยู่ที่ไหนဘယ်မှာနေနေတာလဲလို့မိတာเนาะโอเคตอนนี้กำลังอยู่ที่ไหนตอนนี้ตอนนี้บယ်မှာနေတာလဲกำลังနဲ့မေးလို့กำลังနဲ့ဖြေလိုက်မယ်เนาะกำลังอยู่ที่บ้านအိမ်မှာနေနေတယ်တော့မို့กำลังอยู่ที่พม่ากำลังอยู่ที่ย่างกุ้งอยู่ที่มันดาเลย์อยู่ที่บางกอกกรุงเทพလိုမျိုးတုံးမယ်ပေါ့เนาะโอเคဒီမှာခေါင်ย่างกุ้งเนาะဖြေထားတယ် ค่ะ အဲ့ဒါပဲပါအများကြီးမရှိဘူးဒါပေမဲ့ဒါလေးတွေက WA question တွေပါဒါမပြည့်စုံသေးဘူးเนาะအများကြီးကြာအောင်မှာချို့ WA question တွေကကြံသေးတယ်ပေါ့เนาะဒါကဆရာမစောက်ထဲမှာဒါရှိတလောက်ပေါ့เนาะโอเคလာမယ့်ပတ်ကြရင်ပြန်ပြီးတော့ revision ပြန်ပြီးမယ်เนาะဒီနေ့ဆရာနောက်ပိုင်းတင်ရတာမရဘူးမစကားလာပြောလိုက်ကြရတယ်နည်းနည်းစာတင်ရတာအာရုံပြတ်သွားပြီเนาะโอเคအဲ့ဆိုရင်ဆရာနောက်ပတ်ကြရင်တခြားလုပ်ပြီးမယ်ဒီနေ့က8 နာရီတန်း9 နာရီဖြစ်သွားတယ်ပေါ့เนาะ line က จ้ะ ကြာတာနဲ့ကွန်ပျူတာဖြစ်တာနဲ့ဆိုတော့เนาะ sorry ပါเนาะ มาเลเซียนะ အားလုံးပဲ join ပြီးတဲ့လူလည်းကျေးဇူးပါเนาะလာမယ့်ပတ်ကြရင်ပြန်တွေ့ကြတယ်เนาะ ဆရာကျေးဇူးတင်ပါတယ် ကဲပါကျေးဇူးပါဆရာ record အတွက်တောင်မှဆင်းတော့ပြည်လောက်ပါမှာမတက်ရတဲ့လူတွေအတွက်ပြည်တော့ပြည်မှာပါเนาะပထမပိုင်းကတော့မတင်ပေးတော့ဒီဒုတိယပိုင်းเนาะ โอเคပါဆရာ ဘိုင်ဘိုင်เนาะကျေးဇူးပါเนาะ ကျေးဇူးပါဆရာ ပြန်တွေ့ကြမယ်ဒီခါ ဆရာ